ရှင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမငွေဆောင်မျိုးရုံးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမတို့လူငယ်နှင့်ပညာရေးဆိုတဲ့ခေါင်းစဉ်နဲ့တော်ရှိုးများရိုက်ကူးပြီးတော့တင်ဆက်ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်ကျမနဲ့အတူပါဝင်ဆွေးနွေးသွားမှာတော့ငွေဆောင်မျိုးရုံးမှာတော်သူဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့ရှင်ပထမဦးစွာမေးမြန်းချင်တာကတော့လက်ရှိခေတ်ကာလမှာလူငယ်နှင့်ပညာရေးရဲ့အရေးပါပုံနဲ့ပညာရေးဆိုတာဘာလို့ဆိုလိုတာလဲဆိုတာကိုရှင်းလင်းပြောကြားပေးပါဦးရှင်ဟုတ်ကဲ့ပါရှင်ပညာရေးဆိုတာစာသင်ကျောင်းကသင်ကြားပေးတဲ့အတတ်ပညာတစ်ခုတည်းကိုလည်းဆိုလိုတာမဟုတ်ပါဘူးအတတ်ပညာအပြင်အသိပညာအတတ်ပညာဇာတိတနဲ့အတွေ့အခေါ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအားလုံးကိုခြုံငုံခေါ်ဆိုခြင်းဖြစ်ပါတယ်နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ဟာအဲ့ဒီနိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့အည်အသွေးပေါ်မှာမူတည်သလိုလူငယ်တွေရဲ့အည်အသွေးဟာလည်းသူတို့ရရှိထားတဲ့ပညာရေးအပေါ်မှာအဓိကမူတည်နေတာဖြစ်ပါတယ်ရှင်အင်မတန်မှပြည့်စုံတဲ့သုံးသပ်ချက်ဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်အခုလိုနည်းပညာတိုးတက်လာတဲ့21ရာစုခေတ်မှာလူငယ်တွေအနေနဲ့ပညာရေးနဲ့ပတ်သက်ပြီးဘာတွေကိုပို့ပြီးတော့အဓိကထားလေ့လာသင်ကြားသင့်တယ်ဆိုတာကိုလည်းရှင်းလင်းပေးပါအောင်ရှင်အခုလူငယ်တွေအနေနဲ့အတန်းပညာကိုစိုးစားသလိုပြင်ပစာပေဗဟုသုတတွေကိုလည်းစင်ဆက်မပြတ်လေ့လာနေဖို့လိုပါတယ်။ဒါအပြင်ဤပညာဆိုင်ရာကျွမ်းကျင်မှုတွေဘာသာစကားကျွမ်းကျင်မှုတွေနဲ့အမှားအမှန်တွေကိုဝေဖန်ပယ်ရှားနေတဲ့တွေးခေါ်မျှော်မြင်နေစမ်းတွေကိုဖြည့်ဆည်းထားရမှာဖြစ်ပါတယ်။မိမိတို့ရဲ့လွတ်လပ်တဲ့အချိန်တွေကိုစာအုပ်စာဆောင်တွေဖတ်ရှုခြင်းသုတရတစာပေပညာတွေကိုမိခိုရခြင်းနဲ့အကျိုးရှိအသုံးချသင့်မှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။နောက်ဆုံးအချက်တစ်ခုအနေနဲ့လူငယ်မောင်မယ်များကိုပညာရေးနဲ့ပတ်သက်ပြီးဗာများတိုက်တွန်းချင်ပါတယ်လို့ရှင်လူငယ်ဆိုတာစိန်ခေါ်မှုတွေကိုရင်ဆိုင်နေစမ်းရှိတဲ့အင်အားစုဖြစ်ပါတယ်ပညာရေးရင်ပွဲလေတဲ့ဆိုတဲ့လိုပညာရေးကိုအစဉ်အမြဲလေ့လာလိုက်စားပြီးပြည်သူအကျိုးနိုင်ငံတော်အကျိုးကိုတည်ဖို့နိုင်တဲ့ဗလာ9တန်နဲ့ပြည့်စုံသောလူငယ်ကောင်းများဖြစ်ကြပါစေလို့တိုက်တွန်းလိုပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ခုလိုပါဝင်ဆွေးနွေးသွားတဲ့ဒေါ်ချောစုကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်ကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူများနဲ့လူငယ်မောင်မယ်များကိုလည်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝေဆောင်မျိုးရုံးမှာကျေးဇူးထွန်းတင်တင်ရှိပါတယ်လို့ဒီနေရာမှာပြင်ရနာဝတ်ပြုပါဦးရှင်အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်